အခုကျွန်တော်ရှေ့မှာရှိနေတဲ့ကောင်လေးကတော့ကျွန်တော်တို့ Yamaha Fazio ကျွန်တော်တို့ hybrid မျိုးစားနော် auto ပဲကျွန်တော်တို့ 125cc တန်းထဲမှာအကောင်သေးသေးအစိတ်ပြင်းပြင်းလို့ပြောလို့ရတဲ့ကောင်လေးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကသူ့မှာဝိုင်ကွန်တက်ပါတယ်နော်ပြီးရင်ကျွန်တော်တို့စက်မကီးနဲ့လာမယ် ABS မပါဘူးဆိုပေမဲ့လည်းနော်ကျွန်တော်တို့ Yamaha ရဲ့ UVS ဆိုတဲ့ကျွန်တော် brake system ထည့်ပေးထားတယ်နော်ပြီးတော့ဒီကောင်လေးကစင်နာပြီးသားလည်းဖြစ်တာအတွက်ကြောင့်ဘာမှပြောစရာမရှိဘူးဗျာเนาะအဲ့ဒါဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့ကဒီအလုပ်တော့မခိုင်းအကျန်းပရမခိုင်းမှန်းနဲ့ကျွန်တော်တို့เนาะခုနာသွားဒီနာသွားစီးမယ်ဆိုရင်တော့လုံးဝတကယ်ကိုရွေးချယ်သိမ်းတဲ့ဘိန်းလေးဗျာเนาะအဲ့ဒါဆိုတော့ကျွန်တော်တို့ဆိုင်မှာလိုချင်နေဆိုရင်အလဲထက်အရေးကြအကုန်ရတယ်အဆင်ပြေအောင်လုပ်ပေးတယ်เนาะအဲ့ဒါဆိုတော့ဒီကောင်ရဲ့ပတ်ပတ်လေအနေထားမှာဘာတွေစင်သားလေးဆိုတော့ကျွန်တော်နည်းနည်းလေးလိုက်ရိုက်ပြပေးမယ်ဗျာเนาะအခုကျွန်တော်ရှေ့မှာရှိနေတဲ့ကောင်လေးကတော့ Yamaha Fazio ကျွန်တော်တို့ hybrid မျိုးစား PC စင်နာပြီးသားကောင်လေး 125cc တန်းထဲမှာဗျာအကောင်သေးသေးအစိတ်ပြင်းပြင်းလို့ပြောလို့လည်းရတယ်။ဘာဖြစ်လို့အကောင်သေးသေးအစိတ်ပြင်းပြင်းလို့ပြောလဲဆိုတော့ကျွန်တော်တို့ဒီသူ့မှာဝိုင်ကွန်တက်ပါတယ်ဗျာနော်။ပြီးရင်ကျွန်တော်စမကီးနဲ့လာမယ်။ပြီးရင်ရှေ့ brake မှာကြီးလိုက်မယ်ဆိုရင်လည်း disc brake နဲ့လာမယ်။ပြီးရင် single cylinder နဲ့အဲ့တော့လုံးဝမိုက်တယ်အနောက် brake မှာကြီးလိုက်မယ်ဆိုရင်လည်းလုံးဝ drum brake နဲ့ကျွန်တော်ဖောက်ကတော့ကျွန်တော်တစ်ချမ်းလေးပဲထားနာပေးတယ်ဗျာနော်အဲ့ဆိုကျွန်တော်အရှိမ ABS မပါဘူးဆိုပေမဲ့လည်းကျွန်တော် Yamaha ရဲ့ကျွန်တော်တို့ထုတ်ထားတဲ့ Yamaha ထုတ်ထားတဲ့ကျွန်တော်တို့ UVS ဆိုတဲ့ brake system တော့ပါတယ်အနောက် brake ကိုညှစ်လိုက်မယ်ဆိုရင်ဗျာကျွန်တော်တို့အရှိ brake ပါကျွန်တော်တို့အလုံးလုံးပေးတဲ့ကျွန်တော် UVS ဆိုတဲ့ brake system တော့ပါတယ်ပြီးရင်ကျွန်တော်တို့ဒီကောင်းရဲ့ပတ်ပတ်လဲမှာကျွန်တော်တို့ဘာတွေစင်သားလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာနည်းနည်းလေးလိုက်ရိုက်ပြပေးမယ်ဗျာနော်ဒီအပေါ်ဘက်ကနေစလိုက်မယ်ဗျာနော်အဲ့ဒါဆိုဒီရောဒီထိတ်မှာဒီမှာတိုင်ခွဲရဲ့အပေါ်မှာဒီမှာအမောက်လိုဟာလေးထည့်ပေးလာတယ်ပြီးရင်အရှိမီတီရဲ့ဒီဘေးမှာလည်းကျွန်တော်တို့လိမ်မော်ရအောင်အကွင်းလေးထည့်ပေးလာတယ်ဘယ်ဘက်ညာဘက်စီကနေမီးမှလည်းကျွန်တော်တို့လိမ်မော်ရအောင်အကွင်းလေးထည့်လာပေးရဗျာအဲ့ဒါဆိုကျွန်တော်အရှိမတန်ကိုင်းတစ်ခုတွေ့မယ်အဲ့တန်ကိုင်းလည်းကျွန်တော်တို့ဒီရှင်းနေပါတကတွေပါထည့်လို့ရမယ်ဗျာနော်အခုဒီမှာပစ္စည်းရှိတ်မဲ့ကောင်လေးဆိုရင်လည်းလုံးဝ Yamaha ရဲ့လုံးဝ brand made တွေအဲ့ဒါကျွန်တော်တို့ဒီဘယ်ဘက်လက်အကန်အောင်မှကြီးလိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာဘောက်လေးတစ်ခုပါမယ်ဗျာနော်အဲ့ဒီကောင်ကလည်းဒီကောင်ကလည်းစင်နာပြီးသားကျွန်တော်လိမ်မော်ရောင်တဲ့ကောင်လေးပြီးရင်ဟိုအထဲမှာကျွန်တော်တို့အားသွင်းပေါက်လည်းပါသေးတယ်5 volt ကျွန်တော်2 ampere ဆိုတော့ဖုန်းအားသွင်းမယ်ဆိုရင်လည်းလုံလောက်တယ်ဗျာနော်ခုနာသွားဒီနာသွားပြီးရင်ဘေးကဒီအပြားလေးဆိုရင်လည်းဗျာကျွန်တော်တို့